မြင်ကြိုက်တဲ့ချစ်ပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။ဒီနေ့တော့ပုံမြင်လေးကိုစလိုက်ကြမယ်နော်။တထေးကြီးဒနရာစင်းဟာရွာမှာအရန်ချမ်းသာပြီးအလူအတန်းရေရိုးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူဟာစင်းရဲသားတွေကိုအမြဲတမ်းကူညီလေးရှိပါတယ်။တထေးကြီးဒနရာစီမှာစီးစိမ်ဥစ္စာချမ်းသာဒုက္ခနဲ့ပိုင်ဆိုင်မှုတွေအပြည့်စုံရှိပေမဲ့သူ့ဘဝမှာလိုအပ်နေတာတစ်ခုကတော့တာသမီရတနာပါပဲ။သူတို့မှာတာသမီမရှိကြပါဘူး။တထေးကြီးဒနရာနဲ့သူ့ဇနီးဂေါ်ရီတို့ဟာတာသမီရဖို့အတွက်အမြဲတမ်းဆုတောင်းလေးရှိပါတယ်။ဂေါ်ရီဟာအိမ်ရှိကွက်လက်မှာရှိတဲ့ကတင်ပေါ်မှာထိုင်းပြီးဝမ်းနေနေတဲ့မျက်လုံးတွေနဲ့အိမ်ရှိကွက်လက်ကိုပဲစိုက်ကြည့်နေပါတယ်။အဲ့ဒီအချိန်မှာပဲဒနရာရောက်လာပါတယ်။ဂေါ်ရီမင်းအိမ်ရှိကွက်လက်ကိုဘာလို့ဒီတော့တောင်စိုက်ကြည့်နေရတာလဲ။ကြည့်စမ်းပါအောင်ဒီနေ့ကျမတို့ရဲ့အိမ်ရှိကွက်လက်ကြီးကဘလောက်တောင်ခြောက်ကပ်နေတယ်လဲဆိုတာဘာတွေပြောနေရလဲဂေါ်ရီရဲ့ငါတို့အိမ်ရှိကွက်လက်ကအမြဲတမ်းဒီလိုပါပဲဒီနေ့မှဘာလို့ခြောက်ကပ်တယ်လို့ခံစားနေရတာလဲမနေ့တနေ့ကပဲကျမရဲ့ညီမမီနာသူ့ကလေးနှစ်ယောက်နဲ့အတူအိမ်ကိုလာလည်ခဲ့တယ်လေနှစ်ရက်တိုင်တိုင်ကျမတို့အိမ်ရှိကွက်လက်မှာအဲ့ဒီကလေးတွေရဲ့ရေမောတန်နဲ့ဆူညံတန်နေခဲ့တာဒါပေမဲ့ဒီနေ့တော့သူတို့အားလုံးပြန်သွားကြပြီကျမတို့အိမ်ရှိကွက်လက်ကြီးကပြန်ပြီးခြောက်ကပ်သွားတာပဲကျမတို့မှသာတာသမီရှိခဲ့ရင်ဘလောက်ကောင်းမလဲနော်ဒါဆိုရင်ကျမတို့အိမ်ရှိကွက်လက်ကြီးကဘယ်တော့မှအထီးကျန်နေမှာမဟုတ်ဘူးဘယ်တော့မှခြောက်ကပ်နေမှာလည်းမဟုတ်ဘူးစိတ်မပြတ်ပါနဲ့ဂေါ်ရီရဲ့ဖယားသခင်စီဆုတောင်းပါကိုတို့ရဲ့ဒီဆန္ဒကိုလည်းဖယားသခင်ကအေကန်အမှန်ဖြည့်ဆည်းပေးပါလိမ့်မယ်ဒနရာကရော်ရီကိုနှစ်သိပ်ပေးပြီးအဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်ရွာထဲကတစ်ပင်တပင်အောက်မှာလူ၃ယောက်ရက်ပြီးတော့စကားပြောနေကြပါတယ်ဒီတစ်ခါနွေရာသီကတော့အပူချိန်ရော့သွားမယ်ပုံပဲမပေါ်ပါဘူးအင်းလေအပူချိန်ကဘလို့လို့ရော့မှာလဲမိုးကလည်းရွာမဲ့အေးရောင်တော့မရှိဘူးဒီအတိုင်းသာဆက်သွားပြီးမိုးမရွာရင်တော့ငါတို့ရွာမှာအငတ်ပေးစိုက်တော့မှာပဲရွာသားတွေကကြောက်ရွံ့နေတဲ့အတိုင်းဖြစ်လာပါတော့တယ်မိုးမရွာတဲ့အတွက်ရွာမှာအငတ်ပေးစိုက်ပြီးရေရှားပါမှုတွေလည်းဖြစ်လာပါတယ်လူတွေဟာအစာရေစာငတ်မခေါင်းပါမှုတန်ကိုခံစားရလာပါတယ်ရွာသားတွေကြုံတွေ့နေရတဲ့ဒုက္ခတွေကြောင့်တထေးကြီးဒနရာလည်းအယံကိုစိုးရိမ်ပူပန်နေပါတယ်အိုးဖယားသခင်ကျမတို့ရွာမှာဘလို့ဘေးဒုက္ခတွေဆက်ရောက်နေရလဲလူတွေဟာဒီပြင်းထန်တဲ့အပူဒဏ်ကိုအရင်ကတည်းကအလိုလဲခံစားနေရတာပါအခုတော့အစာနဲ့ရေကိုတောင်တနေကြရပြီငါတို့ရွာရဲ့အခြေအနေကိုလည်းသိပါတယ်ဂေါ်ဒီဒီလိုအခြေအနေမျိုးမှာလူတွေကိုကိုတက်နိုင်သမျှအကူအညီတွေပေးနေပါတယ်ရွာထဲမှာရေရင်းအစ်စ်တချို့တူးပေးထားသလိုရွာသားတွေကိုအခမဲ့ရိတ်ခါဝေးငှတဲ့အလုပ်ကိုလည်းစတင်နေပါပြီအဲ့လိုနဲ့သူတို့နှစ်ယောက်စကားပြောနေတော့မှပဲသူတို့အိမ်တကားဝကိုအဖွားဟိုတယောက်ရောက်လာပါတယ်ဒီအိမ်မှာဘသူရှိလဲဒီအဖွားကြီးကိုရေလေးနှလုံးလောက်တိုက်ကြပါအောင်အဖွားဟိုရဲ့အတန်ကိုကြားတော့ဂေါ်ရီနဲ့ဒနရာလည်းအပြင်ကိုထွက်လာကြပါတယ်ဘာလို့လဲအဖွားဘာအကူညီလိုချင်တို့ပါလဲခမညာအဝေးကြီးကနေလမ်းလျှောက်လာတာပါတားရဲ့ရေလေးနည်းနည်းလောက်တိုက်ပါအောင်နေပါအောင်အဖွားကျမအခုပဲရေသွားယူပေးပါမယ်ဂေါ်ရီကရေယူဖို့အိမ်ထဲကိုဝင်သွားခဲ့ပါတယ်မင်းကတထေးကြီးဒနရာစင်မဟုတ်လားဟုတ်ပါတယ်အဖွားဒါပေမဲ့အဖွားကကျွန်တော်ကိုဘလို့သိတာလဲမင်းကိုမသိတဲ့သူဘသူရှိမလဲတားရဲ့တရွာလုံးမှာမင်းရဲ့အလိုတန်ရေရောမှုအကြောင်းတွေကိုတည်င်းမွေးနေတာပဲအငတ်ပေးစိုက်လို့လူတွေငတ်ပြက်သေးတော့မယ့်အခြေအနေမှာမင်းကပဲရှေ့ထွက်ပြီးတရွာလုံးကိုစောက်ရှောက်ထားတာလေအဲ့ဒီအချိန်မှာပဲဂေါ်ရီကဖန်ခွက်ထဲမှာရေးထည့်ပြီးအဖွားကိုတောက်ဖို့အတွက်လာပေးပါတော့တယ်ရောအဖွားရေးတောက်လိုက်ပါအောင်ဖယားသခင်ကသမီးရဲ့ဆန္ဒမှန်သမျှကိုပြေဝပါစေသမီးရဲ့သမီးတို့ရဲ့အိမ်နဲ့အိမ်ရှိကွက်လက်မှာဘာတစ်ခုမှမလိုလျောင်ပြည့်စုံပါစေအဖွားအိုကဂေါ်ရီကိုဆူတောင်းမြတ်တာပို့တာပြီးအဲ့ဒီနေရာကနေထွက်သွားပါတယ်ဒီလိုနဲ့ပဲရက်အနေငယ်ကုံလွန်သွားပြီးတနေ့မှာတော့ဂေါ်ရီမှာကိုဝင်ရှိနေပြီဆိုတာကိုဒနရာစင်သိလိုက်ရပါတယ်ဒါကိုကြားလိုက်ရတဲ့အခါသူဟာဝမ်းသာအားရနဲ့ဖြစ်သွားပါတယ်မင်းမှတ်မိသေးလားလွန်ခဲ့တဲ့ရက်အနေငယ်ကကျမတို့အိမ်ကိုအဖွားကိုတယောက်လာခဲ့ပြီးကျမတို့ရဲ့ဆန္ဒတွေအားလုံးပြည့်ဝပါစေလို့ဆုတောင်းပေးခဲ့တာလေဟုတ်တယ်ဒီနေ့တော့ကျမတို့ရဲ့ဆန္ဒတွေအားလုံးပြည့်ဝသွားပြီကျမအမေဖြစ်တော့မယ်မကြခင်မှာပဲ6လတာကုံဆုံးသွားပြီးဂေါ်ရီအမေဖြစ်လာမဲ့နေ့ကိုရောက်ရှိလာခဲ့ပါတော့တယ်သူမချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ထွန်းကားခဲ့ပါတယ်ဒနရာကသမီးလေးကိုကာရှီလို့နာမည်ပေးခဲ့ပြီးတော့သူ့ရဲ့ပထမဆုံးရင်သေးလေးအတွက်ရွာသူရွာသားတွေနဲ့ပုံနာတွေတက်ရောက်တဲ့ပွဲတော်ကြီးတစ်ခုကိုကျင်းပပေးခဲ့ပါတယ်ပုံနာကဂေါ်ရီနဲ့ဒနရာစီကိုလာပြီးကာရှီလေးကိုကြည့်ကဒနရာကိုပြောလိုက်ပါတယ်တထေးကြီးဒနရာခမရဲ့ဒီသမီးလေးရဲ့ကံကြမ္မာမှာဆင်းရဲဒုက္ခတွေအများကြီးရေးမှတ်ထားတယ်သူအရွယ်ရောက်လို့အိမ်အောင်ပြုတ်ပြီးတဲ့နောက်မှာကံဆိုးမှုတွေစတင်လာလိမ့်မယ်သူအခက်အခဲများစွာကိုရင်ဆိုင်ရပါလိမ့်မယ်ကျွန်တော်တို့ကခမကိုသမီးလေးကိုဆူတောင်းပေးဖို့ဖိတ်ထားတာပါဒါပေမဲ့ခမကဘာလို့ဒီလိုစကားတွေကိုပြောနေရတာလဲကျွန်တော်တို့ရဲ့အပြစ်မဲ့တဲ့ကလေးလေးမှာဘာလို့ဒီလိုဖြစ်ရမှာလဲသူ့မှာဘာအပြစ်ရှိလို့လဲ
ဒါကသူ့ရဲ့ကံကြမ္မာမှာရေးမှတ်ထားလို့ပဲဖြစ်လာမှာပါသူ့ဘဝမှာအလွန်တရာရုန်းကန်ရမယ့်အချိန်တစ်ခုကိုရောက်လာလိမ့်မယ်ဒီလိုပြောပြီးပုံနှွားကြီးထွက်သွားပေမဲ့ဒနရာနဲ့ဂေါ်ရီတို့ကတော့အလွန်စိုးရိမ်ပူပန်သွားကြပါတယ်အဲ့နောက်ဒနရာကတွေးမိကငါမှဒီလောက်တောင်စီးစိမ်ဥစ္စာတွေရှိတာပဲငါသမီးကဘာလို့ဒုက္ခခံရမှာလဲငါဒါမျိုးလုံးဝမဖြစ်ခံနိုင်ဘူးဒါပေမဲ့ကံကြမ္မာအလှည့်ပြောင်းကိုဘယ်သူကပြောင်းလဲနိုင်မှာလဲအချိန်တွေတည်းကုံဆုံးသွားပြီးကာရှီလည်းအရွယ်ရောက်လာခဲ့ပါတယ်ဒနရာကသူမရဲ့အိမ်အောင်ရည်အတွက်အလွန်ချမ်းသာတဲ့လူငယ်တစ်ယောက်ကိုစတင်ရှာဖွေပါတော့တယ်ကျမတို့ရွာကမြေရှင်ကသူ့သားအတွက်ကျမတို့ကာရှီလေးကိုတောင်းရမ်းထားပါတယ်ရှင်ဒီကိစ္စကိုဘယ်လိုသဘောရလဲမဟုတ်ဘူးဂေါ်ရီငါသမီးကိုငါတို့ထက်တောင်အဆင့်တန်းမြင့်တဲ့အိမ်မျိုးကိုပဲပေးစားမယ်ဒါပေမဲ့ရှင်ဘာလို့အဲ့လိုလှုပ်ချင်ရတာလဲသမီးလေးမွေးတုန်းကပုံနာကြီးပြောခဲ့တဲ့စကားကိုအခုထိစိတ်ထဲထားနေတော့လားကြည့်ပါဦးကျမပြောတာကအဲ့ဒီစကားတွေကိုမေ့လိုက်ပါတော့ကောင်းမွန်တဲ့လူငယ်တစ်ယောက်ကိုပဲရှာပြီးကာရှိကိုလက်ထပ်ပေးလိုက်ပါကြံတာကတော့သူ့ကံပေါ့ကံကြမ္မာမှာပါလာတာကတော့ဖြစ်လာမှာပဲလေတတိကြီးဒနရာကအခြားရွာကချမ်းသာတဲ့ကုန်းတဲ့အာချင်းနဲ့ကာရှိကိုလက်ထပ်ပေးလိုက်ပါတယ်လက်ထပ်ပြီးတဲ့နောက်ကာရှိဟာအာချင်းနဲ့တူသူ့အိမ်ကိုလိုက်သွားခဲ့ပါတယ်အရာအလုံးအဆင်ပြေနေခဲ့ပေမဲ့ရက်နေငယ်တွင်မှာပဲအာချင်းဟာစီးပွားရေးမှာအရှုံးအကြီးကျယ်ပေါ်သွားပြီးတော့သူ့ရဲ့စီးစိမ်တွေအားလုံးဆုံးရှုံးသွားခဲ့ပါတယ်သူတို့ရဲ့အိမ်ကိုတောင်ပေါင်နှံလိုက်ရပြီးတော့တိုက်ကြီးကနေတဲဆုပ်လေးတဲ့တိုက်ရိုက်ရောက်သွားပါတော့တယ်အဲ့ဒီအချိန်မှာဒနရာစင်ကသူတို့စီကိုလာတွေ့ခဲ့ပါတယ်ဒါတွေကရုတ်တရက်ဘာတွေဖြစ်ကုန်တာလဲသမီးရဲ့မင်းတို့နှစ်ယောက်ကိုဒီလိုအခြေအနေမျိုးနဲ့ငါမကြည့်ရဘူးမင်းတို့နှစ်ယောက်လုံးငါနဲ့အတူခေါ်သွားဖို့လာတာပါမင်းတို့နှစ်ယောက်လုံးငါစီမှာစိတ်ချလက်ချလာနေလို့ရပါတယ်အဲ့ဒါလဲမင်းတို့ရဲ့အိမ်မဲလေကျေးဇူးတင်ပါတယ်အဖေဒါပေမဲ့ကျွန်တော်အဖေနဲ့တူမလိုက်နိုင်ပါဘူးဒါပေမဲ့ကာရှီလိုက်သွားခြင်းနဲ့ဆိုရင်တော့သူလိုက်သွားလို့ရပါတယ်အဖေဒီခက်ခဲတဲ့အခြေအနေကသမီးရဲ့ကံကြမ္မာပဲသမီးတို့အတူတူရင်ဆိုင်သွားမှာပါဒီလိုခက်ခဲတဲ့အချိန်မှာသမီးရဲ့ခင်မုန်းကိုထားခဲ့ပြီးအဖေနဲ့တူမလိုက်နိုင်ပါဘူးသူတို့နှစ်ယောက်လုံးဒနရာနဲ့အတူလိုက်ဖို့သဘောမတူတဲ့အခါသူလည်းမတက်တာပဲပြန်သွားခဲ့ရပါတယ်ကာရှီနဲ့အာချစ်တို့ဟာအခုတော့အရန်ကိုဆင်းရဲသွားပါပြီသူတို့ဟာရက်ပေါင်းများစွာပိုက်ဟောင်လောင်နဲ့နေခဲ့ရပါတယ်ကာရှီအိမ်မှာစားစရာတစ်ခုရှိရင်ပေးပါအောင်ပိုက်စာလွန်းလွန်းပိုက်ထဲကအရန်အောက်နေပြီခဏဆောင်ပါကျမတခုခုသွားယူလိုက်ပါအောင်မယ်ကာရှီက6ကက်နေတဲ့ရိုဒီအချို့ကိုယူလာပြီးတော့အာချစ်ကိုကျွေးလိုက်ပါတယ်အဲ့ဒါကိုစားပြီးတဲ့နောက်သူကမျက်နှာပြက်သွားပါတယ်ဒါတွေကဘလိုရိုဒီလက်ကာရှီအရသာကတော်တော်ထူးဆန်းနေတယ်ဒါတွေကဖွဲနုရိုဒီတွေပါဂျုံမုံကုံသွားလို့ကြံနေတဲ့ဖွဲနုလေးတွေနဲ့ဒီရိုဒီကိုလှုပ်လိုက်ရတာပါဒါကိုကြားတော့အာချစ်ရဲ့မျက်လုံးမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်ငါ့ကိုခွင့်လွှတ်ပါကာရှီမင်းကဘလောက်ချမ်းသာတဲ့အိမ်ကသမီးလဲကို့အိမ်မှာဘလောက်တောင်အလိုလိုက်ခံလာပြီးတော့ကြီးပြင်းလာရတာလဲဒါပေမဲ့ငါနဲ့ကြာမှဒီလိုအခုလိုနေ့ရက်တွေကိုရင်ဆိုင်နေရပြီအဲ့လိုမပြောပါနဲ့ဒါတွေအားလုံးကကျမတို့ရဲ့ကံကြမ္မာပါပဲဒီအတွက်ကြောင့်ကိုအပြစ်မတင်ပါနဲ့ဒီလိုနဲ့စင်းရဲရင်းနဲ့ကနေရက်အနေငယ်ထက်ကုန်လွန်သွားပါတယ်အဲ့နောက်မှာတော့အာချစ်ဟာထူးဆန်းတဲ့ယောဂတစ်ခုရုတ်တရက်ခံစားလိုက်ရပြီးတော့ခြေလက်တွေအလုံးမလုံးတော့ပဲမတန်ဆန်းသူတယောက်လိုတဏီကုံအိယာပေါ်မှာပဲလဲနေရပါတော့တယ်ကာရှီငါရင်ငက်နေတယ်ရေလေးနည်းနည်းလောက်တိုက်ပါအောင်ကာရှီကအိုးလေးကရေကိုယူလာပြီးဇွန်းနဲ့တိုက်လိုက်ပါတယ်ငါတို့အိမ်မှာစားစရာတစ်ခုခုကြံသေးလားဖယားသခင်အိမ်မှာဘာမှမကြံတော့ဘူးအခုကျမရဲ့ဖျားနာနေတဲ့ခင်မုန်းကိုဘာကြွေးရမလဲကျမတစ်ခုခုတော့လုံးမဖြစ်မယ်ရှင်ခဏလောက်စောင့်နေပါကျမအခုပဲစားစရာတစ်ခုခုသွားရှာလာခဲ့ပါမယ်ကာရှီဟာအိမ်နီးချင်းစီမှာစားစရာသွားတောင်းခဲ့ပါတယ်မထူအမဆန်လေးနည်းနည်းလောက်ပေးပါအောင်ဒီမှာပဲခဏဆောင်ငါသွားယူပေးမယ်မတူကပကံလုံးတစ်လုံးနဲ့ဆန်တွေကိုယူလာပြီးကာရှီကိုပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်အမကာရှီကအဲ့ဒီဆန်တွေကိုယူလာပြီးအာချစ်ကိုသူ့လက်နဲ့ကိုယ်တိုင်ခွန့်ကျွေးလိုက်ပါတယ်ငတ်မွမှုနဲ့စင်းရဲမွေးတည်မှုကြောင့်ကာရှီရဲ့အခြေအနေဟာလည်းတော်တော်လေးကိုဆိုးရွားလာခဲ့ပါတယ်သူမနဲ့သူမရဲ့ခင်မဝမ်းရည်အတွက်တခြားနီလန်းမရှိတော့တဲ့အခါမှာတော့သူမဟာတခြားရွာတွေကိုသွားပြီးတောင်ရန်စားတောက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်တောင်ရန်လို့ရတဲ့အနေချင်းလေးနဲ့ပဲသူမဘဝကိုရုန်းကန်ခဲ့ရတာပါတနေ့မှာတော့ကာရှီဟာအိမ်ရဲ့တကားရှိမှရက်ပြီးအလူခံနေတော့အထဲကနေကာရှီအမေကောင်းကြီးပေးဘူးတဲ့အဖွားကိုထွက်လာခဲ့ပါတယ်မင်းကဘသူလဲသမီးဒီကိုဘာလာလောက်တာလဲအဖွားကျမကိုစံဒါမှမဟုတ်အနံလေးနည်းနည်းလောက်ပေးပါလားငါမင်းကိုအရင်ကတခါမှမတွေ့ဘူးပါဘူးဒါပေမဲ့မင်းမျက်နာကတနေရာမှာမြင်ဘူးတယ်လို့ပဲမင်းကဘသူသမီးလဲ
ကာရှိဟာအဝိဇ္ဇာစုပ်ပြတ်တက်နေတဲ့အခြေအနေမှာရှိနေတာကြောင့်သူမရဲ့ချမ်းသာတဲ့အဖေနာမည်ကိုပြောဖို့ဝင်လေးနေပါတယ်။ဒါပေမဲ့အဖွားကဒါကိုရိပ်မိသွားပြီးကာရှိဟာဘုရုသမီးလဲဆိုတာကိုမှတ်မိသွားပါတယ်။ကာရှိရဲ့အခုလိုအခြေအနေကိုမြင်တော့သူမကိုတနာသွားပါတယ်။မင်းကတထေးကြီးတနုစင်းရဲ့သမီးမဟုတ်လား။သူမဖေရဲ့နာမည်ကိုကြားလိုက်ရတော့ကာရှိရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်။မငိုပါနဲ့သမီးရဲ့အေးအတူပူအများဆိုတာလူတိုင်းရဲ့ကံကြမ္မာမှာပါပြီးသားပါဒါပေမဲ့အခုတော့မစိုးရိမ်ပါနဲ့တော့မင်းရဲ့ကံကြမ္မာမှာပါလာတဲ့ဆင်းရဲဒုက္ခတွေကိုမင်းအကုန်ခံစားပြီးသွားပြီအခုတော့မကြခင်မှာပဲမင်းရဲ့နေ့ရက်တွေကောင်းမွန်လာပြီးအားလုံးအဆင်ပြေသွားမှာပါအဖွားကကာရှိကိုထုတ်ပိုးထားတဲ့စံတအိတ်နဲ့ဆေးဝါးချို့ပါတဲ့အထုပ်ကလေးကိုပေးလိုက်ပါပြောလိုက်ပါတယ်ရောသမီးဒီဆေးကဘလူယောဂါမျိုးကိုမဆိုပျောက်ကင်းစေနိုင်တယ်အဖွားကိုအရန်ကျေးဇူးတင်ပါတယ်ရှင်တကယ်ကိုကျေးဇူးတင်ပါတယ်ကျမတွားလိုက်ပါအောင်မယ်ကာရှိဟာအိမ်ကိုပြန်လာခဲ့ပါတယ်ပြီးတော့အဲ့ဒီဆေးကိုအာချစ်ကိုတိုက်လိုက်ပါတယ်တဖြည်းဖြည်းနဲ့သူ့ရဲ့ကျန်းမာရေးခြေနေကလည်းတိုးတက်ကောင်းမွန်လာပြီးအရင်လိုပဲပြန်လည်သွားလာလှုပ်ရှားနိုင်လာခဲ့ပါတယ်ကာရှိအိမ်မှာထိုင်နေတော့အာချစ်ကအဲ့ဒီကိုရောက်လာခဲ့ပါတယ်ကာရှိမင်းသိရလားဒီနေ့ငါမျိုးကနာမည်ကြီးကုန်းတဲ့တူဦးနဲ့တွေ့ခဲ့တယ်သူကငါတို့နဲ့စီးပွားရေးအတူတူလုပ်ချင်နေတာဒါပေမဲ့ကျမတို့စီမှာစီးပွားရေးရဲ့ယင်းနှိမ့်မြုံနှံဖို့ပတ်စံတပြားမှမရှိဘူးလေငါသိပါတယ်ကာရှိဒါပေမဲ့သူကငါတို့စီကပတ်စံကိုမလိုချင်ပါဘူးသူကငါ့ကိုအကြံပေးအဖြစ်ခဏလောက်လုပ်ပေးစေချင်တာအဲ့ဒီအတွက်သူကငါတို့ကိုအခကြီးငွေအများကြီးပေးမှာပါဖယားသခင်ကိုကျေးဇူးအများကြီးတင်ပါတယ်အခုတော့အားလုံးအဆင်ပြေသွားမှာပါဟုတ်တယ်ကာရှိပတ်စံလေးနည်းနည်းရလာရင်ငါတို့ရဲ့ကိုယ်ပိုင်စီးပွားရေးကိုပြန်ဆတော့မယ်ငါတို့ရဲ့အရင်ကလိုပျော်ရွှင်စရာနေ့ရက်တွေမကြခင်ပြန်ရောက်လာတော့မှာပါဒီလိုပြောပြီးအာချစ်ကကာရှိကိုဖတ်လိုက်ပါတော့တယ်